အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆန်း channel ကနေဒီတစ်ခါပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့သင်ဆက်ပေးမယ့်အကြောင်းအရာကတော့ relationship တစ်ခုမှာ sex ဒါမှမဟုတ်လိင်မှုဆိုင်ရာကိစ္စဟာအရေးပါသလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပုံမှန်လူတစ်ယောက်မှာလင်စိတ်ဆန္ဒရှိတာဟာမဆန်းပါဘူးငယ်ရွယ်တယ်နှုတ်ပြိုတယ်ကြားမှာတန်ဆွမ်းတယ်ဆိုရင်မိမိရဲ့စံကျင်ဖက်လင်ကိုစိတ်ဝင်စားမှာတဘာဝပဲဖြစ်ပါတယ်။ဒါကြောင့်လင်စိတ်ဆန္ဒကတော့ရှိကိုရှိမှာဖြစ်ပါတယ်။လင်ကိစ္စကိုလူအများစုကရှက်စရာလို့ထင်ကြပါတယ်။ဖိနှိပ်အနိုင်ကျင့်စရာလို့ယူဆကြပါတယ်။တကယ်တော့တာမန်လင်စိတ်ရှိတာဟာရှက်စရာမဟုတ်တလို့ဖိနှိပ်ချုပ်ချယ်ထားရမယ့်အရာလည်းမဟုတ်ပါဘူး။တချို့ကလင်စိတ်ရှိတဲ့အမျိုးသားဆိုရင်အလကားနေဒါပဲစိတ်ကူးနေတယ်လို့ထင်ကြသလိုအမျိုးသမီးတွေကိုလည်းအပြတ်မဆိုပြီးကြည့်ရကြပါတယ် relationship တစ်ခုမှာပထမဆုံးလင်ကိစ္စနဲ့ပတ်သက်လာတဲ့အခါတတိထားရမယ့်အရာလေးတွေရှိနေပါတယ်အဲ့ဒါတွေကတော့နံပါတ်1ကျင့်ဝတ်ကိုယ့်ရဲ့လင်ဆက်ဆံဖို့ဆက်ဆံဖက်ဟာတရားဝင်လက်ထပ်ထားတဲ့တခြားစုံသွေးတွေထဲကလူမဖြစ်တတ်ပါဘူးဘယ်သူကိုဘယ်ယူဆိုင်ရမလဲဆိုတာထက်လူရဲလို့ဖြစ်လာရင်လူကျင့်ဝတ်ကိုစောင့်ထိန်ရမယ့်အတောင်းလူတိုင်းမှာရှိနေပါတယ်နံပါတ်2သဘောတူညီမှုလူနှစ်ယောက်လင်ဆက်ဆံဖို့ဆိုတာဟာနှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိကိုရှိရပါမယ်တကယ်ဆိုရင် no is no ပဲဖြစ်ပါတယ်ရေးစားပဲဖြစ်နေအိမ်ထောင်တယ်ပဲဖြစ်နေလင်ကိစ္စကိုစဉ်းစားတော့မယ်ဆိုရင်ဘယ်လိုအဆင့်ပဲရောက်တစ်ဖက်က no လို့ပြောတာနဲ့ရပ်တန့်ပေးဖို့လိုအပ်ပါတယ်ဒါဟာလူကျင့်ဝတ်ပဲဖြစ်ပါတယ်နံပါတ်3လင်ပညာပြီးကျမ်းမာရေးပဟုသုတတကယ်ဆိုရင်ဒီချက်ကတော်တော်ကိုခြေပြတ်နေပါတယ်တိကျပြီးနှစ်ယောက်စလုံးလုံခြုံစိတ်ချရတဲ့အတူညီချင်းဖြစ်ဖို့အတွက်ယောဂမကူအောင်ကလေးမရအောင်ဘယ်လိုလုပ်ရမလဲစသဖြင့်တေချာနားလည်အောင်အရင်လုပ်ရပါမယ်မတော်တဆကိုဝင်ရဖို့ဆိုတဲ့နေရာမှာအမျိုးသမီးတွေရောအမျိုးသားတွေပါတတိထားရမယ့်အချက်တစ်ချက်ဖြစ်နေပါတယ်အခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe and like လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေနံပါတ်4တာဝန်ယူမှုတကယ်တမ်းဆုံးတွေ့အတူညီမိသွားပြီးဆိုပါစို့အများစုမြင်တတ်ကြတာကတာဝန်ယူမှုဆိုတာယောက်ျားလေးကမိန်းကလေးကိုလက်ထပ်လိုက်တာလို့ပဲပြီးမြင်ကြပါတယ်ဒါလုံးဝမှားနေပါတယ်နှစ်ဦးစလုံးမှာတာဝန်ရှိနေပါတယ်ဒီနေရာမှာအရင်ကတည်းကအယူဆွဲနေတဲ့ယောက်ျားကလင်ကိစ္စအမြတ်ယူသူမိန်းမကညစ်နာသူဆိုတဲ့အတွေးကိုအရင်ဖယ်ရှားပေးပါဒါအပြင်လူနှစ်ယောက်အတူညီဖြစ်ဖို့ဆိုတာအလိုတူညီဖို့ကအရေးကြီးနေပါတယ်ကိုကသဘောမတူလို့မလုပ်ချင်နေရမယ်တစ်ဖက်လူညင်းတာမျိုးကိုလည်းလက်ခံရမယ်ငင်းခွင့်ရှိတယ်ဆိုတာကိုလည်းသိထားရမယ်လင်းဆက်ဆံဖို့နှစ်ယောက်လုံးကအလိုတူလို့အတူညီလိုက်ပြီးရင်ဒီကိစ္စရဲ့နောက်ဆက်တွဲအကျိုးဆက်ဟာနှစ်ယောက်စလုံးမှာတာဝန်ရှိနေပါတယ်အစကတည်းကနေနှစ်ယောက်စလုံးကိုဖြစ်ချင်တာနဲ့ကိုတာဝန်ယူနိုင်တာကိုသဘောတူညီမှုအရင်ဆုံးရယူထားတတ်ပါတယ်တချိန်မှာလက်ထပ်မလားကိုဝင်မလို့ချင်းပေးဘူးလားရလာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကအစအကုန်သဘောတူညီမှုယူတတ်ပါတယ်တကယ်ဆိုရင်လက်ထပ်လိုက်တာဟာအဖြေမဟုတ်ပါဘူးမယူချင်မဲ့အတင်းယူခိုင်းတာကလေးရတာကွာရှင်းတာဖောက်ပြန်တာတွေအများကြီးရှိနေပါတယ်
ချို့ကတော့မိမိလက်ထပ်မဲ့သူနဲ့သာ have sex အတူတူနေဖို့ခံယူထားရင်ကိုယူမယူမတေချာတဲ့လူနဲ့အတူမနေတတ်ပါဘူးတချို့လူတွေအတွက်ယောက်ျားနေနေမိန်းမနေနေဘယ်သူနဲ့အိတ်နောက်ဆုံးသူတို့လက်ထပ်ချင်တဲ့လူကတီးတန့်ရှိနေတတ်ပါတယ်ဒါကြောင့်အစကတည်းကနေကိုယ့်ရဲ့ဆက်ပတ်နာကိုရွေးချယ်တဲ့အခါလက်ထပ်ဖို့ရည်ရွယ်ထားသူလားသူကရောငါ့ကိုတကယ်လိုအပ်နေသူလားငါကရောသူ့ကိုမရှိမဖြစ်လိုအပ်နေလို့လားသူနဲ့က have sex ဖြစ်ရုံတက်ပဲလားဒါတွေကိုတွေးပြီးမှ relationship တစ်ခုကိုတည်ဆောက်တန်ပါတယ်အခုလိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ထူပဲကျေးဇူးတင်ပါတယ် See you in the next video